မြန်မာလက်ဝဲပရိသတ်တွေအတွက်စိတ်လှုပ်ရှားတဲ့သတင်းကောင်းတစ်ခုကိုတင်ဆက်ပေးတင်ပါတယ်ခင်ဗျာထားနိုင်ငံရဲ့နမဲကျော်ဖဲတက်ကျင်းမှာအချိန်ပြည့်စကန်သွင်းလေ့ကျင့်နေတဲ့မြန်မာထိပ်တန်းလက်ဝဲသမားကျော်တော်ဝင်းဟာဝန်ချန်ပီယံရှစ်ပွဲစဉ်အသစ်အတွက်တရားဝင်စာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်ကျော်တော်ဝင်းဟာဖဲတက်ချင်းတာဝန်ရှိသူတွေရဲ့ရှေ့မှာစာချုပ်ထုတ်ဆိုခဲ့ပြီးအဲ့ဒီအခမ်းအနားရဲ့တပ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပရိသတ်တွေအတွက်မျှဝေပေးထားပါတယ်။ဒါအပြင်သူ့ရဲ့ Facebook မှာလည်းကြော်ဤဆိုတဲ့အားပေးသံတွေနဲ့အတူလုံမနီကွင်းကြီးထဲမှာတဖန်ပြန်လည်တွေ့ဆုံကြအောင်မယ်ခင်ဗျာ။အကောင်းဆုံးကြိုးစားသွားပါမယ်လို့ရေးသားပြီးပရိသတ်တွေကိုနှုတ်ဆက်ထားပါတယ်။အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ကျော်တော်ဝင်းရဲ့ပြိုင်ဘက်ကိုလည်းအတီးပြုတ်သိရှိရပြီဖြစ်ပါတယ်။သူနဲ့ရင်ဆိုင်ရမယ့်သူကတော့မွေထိုင်းဖိုက်တာကိုမာဝစ်ဖြစ်ပြီးအဲ့ဒီပွဲစဉ်ကိုလာမယ့်ဩဂတ်စ်လ21ရက်နေ့တောက်ကြနေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ပွဲစဉ်နဲ့ပတ်သက်ပြီးကျော်တော်ဝင်းကပွဲတစ်ပွဲဖြစ်လာဖို့အတွက်အများကြီးပြင်ဆင်ရသလိုအများကြီးလေးတင်ယူဖြစ်ပါတယ်။ကျွန်တော်ကတော့ပရိသတ်တွေအဆင်ပြေပြေကြည့်ရှုအားပေးနိုင်မဲ့ Friday night ပွဲစဉ်မှာပဲထိုးတင်တယ်လို့အမြဲပြောခဲ့ပါတယ်။အခုလဲတောက်ကြနေ့ညပွဲမှာထိုးခင်ရတဲ့အတွက်ပရိသတ်တွေအတွက်အကောင်းဆုံးဆွမ်းဆောင်ပြသသွားပါမယ်လို့ပြောကြားထားပါတယ်။ကျော်တော်ဝင်းဟာမြန်မာနိုင်ငံကထိပ်တန်းလက်ဝှေ့သမားအများပြားနဲ့ရင်ဆိုင်ရှင်းပြိုင်ခဲ့ဘူးသလိုဝန်ချန်ပီယံရှစ်ဆင်းမြင့်ထက်မှလည်း၃ပွဲထိုးတက်ထားပြီး၂ပွဲအနိုင်ရရှိထားတဲ့မှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ဒီတစ်ခါဩဂတ်စ်လ21ရက်တောက်ကြနေ့ညမှာတော့ဂျိုးတယောက်ကိုမဝစ်ကိုရင်ဆိုင်ပြီးနောက်ထပ်အောင်ပွဲတစ်ပွဲထပ်မံရယူနိုင်မလားဆိုတာမြန်မာလက်ဝှေ့ပရိသတ်တွေအားလုံးစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်အားပေးကြရတော့မှာဖြစ်ပါတယ်ခင်ဗျာ။